မင်္ဂလာပါရှင်2026ခုနှစ်ကိုရောက်လာတာနဲ့အမျှဒီပညာနဲ့စီးပွားရေးလောကအရင်ကထပ်ပုံမြန်ဆန်းတဲ့နှုန်းနဲ့ပြောင်းလဲလာတာပဲဖြစ်ပါတယ်။ငါပါဆက်တက်ရမလဲအနာဂတ်မှာဘယ်ဘာသာရပ်ကပို့ပြီးတော့အလုပ်ကိုင်ပို့ရမလဲဆိုတာတော့ကျောင်းသားတွေမေးလို့ရှိတဲ့မေးခွန်းပဲဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့2026ရဲ့ market demand အရလားလာအကောင်းဆုံးဘာသာရပ်လေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ပထမဆုံးအနေနဲ့ကတော့ AI နဲ့ transformation ပဲဖြစ်ပါတယ်။ဒီနေ့ခေတ်မှာ AI ကိုမသုံးတတ်ရင်တော့ခေတ်နောက်ကျသွားပါပြီ။ဘာဖြစ်လို့လဲဆိုတော့ကုမ္ပဏီတိုင်းက AI ကိုအသုံးချပြီးတော့လုပ်ငန်းတွေပုံမှန်မြန်ဆန်အောင်လုပ်နိုင်တဲ့သူကိုရှာနေတာပဲဖြစ်ပါတယ်။ management လုပ်မယ်ဆိုရင်တော့မှ AI driven ဖြစ်တဲ့စနစ်ကိုနားလည်ထားဖို့လိုအပ်ပါတယ်။ဒုတိယတစ်ခုကတော့ data analysis ပါ။ data is the new one လို့ပြောကြတဲ့အတိုင်းပဲအချက်အလက်တွေကိုကြည့်ပြီးစီးပွားရေးအမြင့်အစွန်းရအောင်ဘယ်လိုလုပ်မလဲဆိုတာကိုဆုံးဖြတ်နိုင်တဲ့သူတွေကကုမ္ပဏီအတွက်တော့အရန်အောင်တန်ဖိုးရှိပါတယ်။နံပါတ်တွေကိုချစ်ပြီးတော့ခွဲခြမ်းစိတ်ဖြာရတာဝါသနာပါရင်ဒါကတော့သင်အတွက်အကောင်းဆုံးလမ်းကြောင်းပဲဖြစ်ပါတယ်။တတိယဘာသာရပ်တစ်ခုကတော့ digital marketing နဲ့ content strategy ပဲဖြစ်ပါတယ်။2026မှာ AI တွေကိုကစားတတ်ဖို့ video strategy တွေကိုနားလည်ဖို့နဲ့ target area တွေကိုတိတိကျကျအသုံးချဖို့အဓိကဖြစ်လာပါတယ်။ကိုယ်ပိုင် brand တစ်ခုကိုတိစောက်ချင်တဲ့သူတွေအနေနဲ့လည်းမရှိမဖြစ်ကိုတတ်ထားမယ့်ဘာသာရပ်ပဲဖြစ်ပါတယ်။နောက်ထပ်မရှိမဖြစ်လိုအပ်တာကတော့ MBA ပဲဖြစ်ပါတယ်။ဒါရုပ်ဝဲတစ်ခုတက်တော့ပို့တယ်လုပ်ငန်းတစ်ခုလုံးကိုဘယ်လိုဦးဆောင်မလဲဆိုတာကို strategic sense နဲ့တွေးတတ်ဖို့အတွက် leadership skill တွေကိုပါပေးနိုင်တာပဲဖြစ်ပါတယ်2026မှာလုပ်ငန်းတွေကပုံမှန်ရှုပ်ထွေးလာတာကြောင့်အခက်အခဲတွေကိုဖြေရှင်းနိုင်ပြီးတော့လုပ်ငန်းတိုးတက်အောင်ဆောင်ရွက်ပေးနိုင်မဲ့ MBA ဘွဲ့ရခေါင်းဆောင်တွေကိုတော့လုပ်ငန်းရှင်တွေအမြဲတမ်းတောင်းဆိုနေမှာပဲဖြစ်ပါတယ်ဒါကြောင့်သင်ရဲ့အနာဂတ်ကိုမှန်ကန်တဲ့ရင်းနှီးမြှုပ်နှံမှုနဲ့စတင်လိုက်ပါထပ်မံပြီးတော့အသေးစိတ်သိရှိလဲရဆိုလို့ရှိရင်လည်းညီမတို့ comment မဲ့ငယ်ပေးလို့ရပါတယ် IMCN College page ကနေပြီးတော့လည်းအသေးစိတ်ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်ဒီဗီဒီယိုလေးကိုသဘောကျရဆိုရင်တော့ like and subscribe လုပ်ထည့်ဖို့မမေ့နဲ့အောင်နော်အားလုံးပဲအောင်မြင်တဲ့အနာဂတ်ကိုပိုင်ဆိုင်ကြပါစေရှင်